ဟုတ်ကဲ့ Lightroom for Beginner episode 2ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့က basic panel မှာဓာတ်ပုံကိုစပြီးတော့ပြင်တော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဓာတ်ပုံစမပြင်ခင်ကျွန်တော်နေရာကြဲကြဲလေးလိုချင်တော့ကျွန်တော်ဒီကောင်လေးကိုပိတ်မှဖြစ်မယ်အဲ့တော့ဒီဘက်ဘေးကဟာလေးပိတ်ချင်ဒီကောင်လေးနှိပ်လိုက်ဒီကောင်ပိတ်ပါပြီဒီပေါ်ကဟာလေးကျွန်တော်တို့မလိုတော့ဆိုတော့ဒါလေးပိတ်လိုက်မယ်ပိတ်ပါဒါမှဓာတ်ပုံပို့ကျသွားပြီဒီအောက်မှာလည်းကျွန်တော်တို့ဖွင့်ထားမိရဆိုရှင်ဒါလေးပိတ်လိုက်ပါကျွန်တော်အရေးကြီးတော့ဒီဘက် panel ပေါ့နော်ဒါတော့ပိတ်လို့မရအောင်ပိတ်ချင်တယ်ဆိုရင်ဒါလေးနှိပ်လိုက်ရင်ဒါဓာတ်ပုံကြီးများဖြစ်သွားပြီဒါပေမဲ့ကျွန်တော်တို့ဒီဟာနဲ့ပဲဒီဟာသုံးပြီးပြင်ရမှာပေါ့နော်အဲ့တော့ဒါမပိတ်နဲ့ပေါ့โอเคအဲ့တော့မပြင်ခင်မှာကျွန်တော်ပြောပြချင်တဲ့တစ်ခုကဒီဘက်ထောင်းမှာကျွန်တော်တို့ဓာတ်ပုံနာမည်နဲ့ဒီမှာကျွန်တော်တို့ setting တွေကိုပြထားပါတယ်အဲ့တော့ဒါမှပြထားဆိုလို့ရှိရင်ကျွန်တော်တို့ i ဆိုတဲ့ခလုံးနှိပ်လိုက်ပါ i နှိပ်လိုက်ရင်ခုပြောက်သွားပြီထပ်နှိပ်လိုက်ရင်ဓာတ်ပုံနဲ့ဖေးချိန်တော့ရိုက်ခဲ့တယ် site ကိုပြောပြထားပါတယ်ထပ်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ setting တွေပေါ့နော် 1/20 second f8 အဲဆို200ကျွန်တော်အဲ့ဒါရေးတာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့စပြင်တော့မယ် basic panel ထဲမှာကျွန်တော်တို့အရင်ဆုံးကျွန်တော် highlight shadow white black ဒါတွေကိုအရင်ပြောချင်ပါတယ်အဲ့တော့ highlight ဆိုတာဘာလဲဆိုတော့ပုံတစ်ပုံမှာလင်းနေတဲ့နေရာတွေကို highlight လို့ခေါ်ပါတယ်ဒီပုံဆိုလို့ရှိရင်တော့ဒါကောင်းကင်ပေါ့နော်ကောင်းကင်ရဲ့ဒီလမ်းလျှောက်လမ်းလေးရဲ့ဒါတွေကလင်းနေပါတော့ဒါတွေကို effect ဖြစ်မှာပေါ့နော်ဒီကောင်ဆွဲလိုက်ရင်ဒီလင်းနေတဲ့နေရာတွေက effect ဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော်ဒီကောင်ဒီဘက်ဆွဲပြီးတင်လိုက်လို့ရှိရင်လင်းရပိုလင်းသွားပြီဒီကောင်နဲ့ပိုလင်းသွားပြီအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကအဲ့လိုအမှောင်ဆွဲချလိုက်မယ်ဆိုလို့ရှိရင်ဒီမှာမှောင်လာပြီးတော့ဒီတက် detail ထွက်လာပြီများသောအားဖြင့်ကျွန်တော် highlight ကိုအမြဲတမ်းဆွဲချရပါတယ်ဒါမှ detail တွေပေါ်တာပေါ့နော်အဲ့တော့ကျွန်တော် highlight ဆွဲချလိုက်ပြီဆိုလို့ရှိရင်ဒီကောင်လေးပေါ်လာပြီ shadow ကြတော့ဘာလဲဆိုတော့ shadow ဆိုတာဒီမှောင်နေတဲ့နေရာတွေအရိပ်ကျနေတဲ့နေရာတွေကို shadow လို့ခေါ်တာပါအဲ့တော့ဒီပုံမှာဆိုလို့ရှိရင်တော့ဒီလိုမျိုးဒီချောင်ကြားတွေတို့ဒီနာဟာလေးတွေတို့အဲ့လိုမျိုးပေါ့နော်ဒီမှောင်နေတဲ့နေရာလေးတွေ shadow လို့ခေါ်တာကျွန်တော်အဲ့ကောင်ကိုဆွဲချလိုက်မှဆိုရင်အဲ့နေရာနဲ့ပို့ပြီးမှောင်သွားလိမ့်မယ်ဘာမှမြင်ရတော့အဲ့လိုမှမဟုတ်ဘူးကျွန်တော်ကဒီကောင်လေးကိုဆွဲပြီးတင်လိုက်မှဆိုရင်လင်းလာပြီဒီမှာအခုခုနမမြင်ရတဲ့နေရာလေးတွေဒါတွေက detail တွေပေါ်လိုက်ပေါ့နော် okay ဒါကတော့မြင်တောင်လုပ်ပြတာပါမြင်တိုင်း100တိဆွဲရမယ်လို့တော့ပြောမဟုတ်ပါဘူးเนาะဒါမြင်တောင်ကျွန်တော်လုပ်ပြတာပါအဲ့တော့ highlight shadow ပြီးသွားပြီဒီနှစ်ခုပြောင်းလိုက်ရင်တော့ပုံကတော်တော်ကြီးအရင်ကနဲ့မတူတော့เนาะကွာသွားရင်เนาะအဲ့တော့အရင်ပုံကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ before and after ကြည့်ချင် keyboard မှာ backslash key လေးကိုနှိပ်ရပါတယ်ဒီ key လေးဖိလိုက်ရင် before ကိုပြတယ်ပြန်လွှတ်လိုက်ရင် after ကိုပြရပါတော့ before after ဒီနှစ်ခုကိုကျွန်တော်တို့ basic ကရရှင်းဆိုရှင် keyboard မှာ y ဆိုတဲ့ခလုံးနဲ့လဲပါ y ညှိလိုက်ရင်ဒီမှာ before နဲ့ after နဲ့ဆိုပြီးပေါ်လာတယ်ဒီမှာတော်တော်လောင်ကွာဝိုင်းเนาะဒီမှာတိတ်နေနေထွက်လာတယ်ဒီနားဟာလင်းလာတယ်ဒါ slider နှစ်ခုပဲဆွဲပြီးတော့တလောက်လောင်ရလာပြီဒါ raw ရဲ့အားသာချက်ပေါ့เนาะအဲကျွန်တော် y ပြန်နှိပ်လိုက်မယ် okay ဒီပုံဆက်ပြင်မယ်နောက်တစ်ခုက white ကဘာလုပ်လဲဆိုတော့အလင်းအမောင်ချိန်တာပါ white ကိုတင်လိုက်လို့ရှိရင်အဖြူတွေပိုများလာမယ်ပေါ့ဓာတ်ပုံမှာဓာတ်ပုံမှာအဖြူများလာရင်ပိုပြီးလင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော် white ကိုတင်လိုက်မယ်ကျွန်တော်တင်လိုက်ရင်ပိုပြီးလင်းသွားပြီဆက်ချလိုက်ရင်မှောင်သွားပြီအဲ့လိုမျိုးပေါ့ကျွန်တော်တို့ reset လုပ်မယ်ဆိုလို့ရှိရင်ဒီကောင် double click ခောက်လိုက်အောင်မယ်0ပြန်ရောက်သွားပြီ okay black လည်းအဲ့လိုပဲ black ကိုတင်လိုက်ရင် black တွေကဖြူသွားမယ် black ကို short လိုက်ရင်အမဲတွေကပိုများလာမယ်ပေါ့နော်ဒါအလင်းမောင်ပေါ့နော်အဲ့တော့ကျွန်တော် reset လုပ်လိုက်မယ်ကဲ white နဲ့ black နဲ့ chain နဲ့နီးနှစ်နီးရှိရပေါ့နော်တနည်းကလည်းနည်းနည်းလွယ်ပါတယ်ဘယ်လိုလဲဆိုတော့ shift ကိုနှိပ်ထားရုံပါပဲ shift ကိုနှိပ်ထားပြီးတော့ white ကို double click ခောက်လိုက်ရင် light run နေပြီးတော့ auto တတ်မှတ်ပြပါပေါ့နော် +28 တဲ့ဒီပုံအတွက်အဲကျွန်တော် black ကိုလည်း double click ခောက်လိုက်မယ် -13 နဲ့တော့ဒါတတ်မှတ်ပြပါပေါ့နော်အဲ့လိုထားချင်တယ်ရပါတယ်အဲ့လိုမထားဘဲနဲ့ကျွန်တော် reset လုပ်လိုက်မယ် double click အဲ့လိုမထားဘဲနဲ့ကျွန်တော်နောက်တစ်နည်းကဘာလဲဆိုတော့ alter ကိုဖိထားရတာပါကျွန်တော် alter ကိုဖိလိုက်မယ်ဆိုလို့ရှိရင်ပုံဒီပြောင်းသွားလိမ့်မယ်ကျွန်တော် alter ဖိပြီးတော့ white ကိုနှိပ်လိုက်မယ်မဲသွားပြီပုံမဲသွားသလားဒါကျွန်တော် alter ဖိပြီးဒီကောင် white ကိုဆွဲရင်နဲ့ဟိုမှာဓာတ်ပုံပုံမှာကြည့်လို့ရှိရင်ဟိုမှာအဖြူလေးတွေစိမ့်ပြီးထွက်လာအပြာလေးစိမ့်ပြီးထွက်လာသလားအဲ့လိုစိမ့်ထွက်လာတယ်နော်ဒါကျွန်တော်ရွှေ့တော့စိမ့်ထွက်လာတယ်ပေါ့နော်ဒါတော့ရင်100ထိထားလိုက်အဲ့လိုကြီးစိမ့်ထွက်လာရင်ဘာစိမ့်ထွက်လာတယ်ဆိုတာသဘောကဘာလဲဆိုတော့အဲ့နားလေးမှာအဲ့နာ pixel တွေကအရန်ဖြူပြီးတော့ဘာ detail မှမရှိတော့ဘူးလို့ပြောတာပါအဲ့တော့ clip ဖြစ်နေတယ်လို့လည်းခေါ်ပါတယ်ဒါ white တွေက clip ဖြစ်နေရပါတော့ကျွန်တော်ဒီဘက်တင်လိုက်မယ်ဆိုရှင်ဒီနာက detail ကလာဘာမှမရှိတော့ဘူးတဲ့တော့ဖြူဖွေးပြီးတော့ဘာမှမမြင်ရတော့ဘူးเนาะဒါ
clip ဖြစ်နေလို့ခေါ်တာပေါ့နော်ကျွန်တော်အဲ့တော့ clip မဖြစ်ချင်ဘူးကျွန်တော်တို့ပြန် short လိုက်မယ်ဒါလောက်ထိ short လိုက်မယ်မပေါ်တော့ okay အဲ့တော့မစိုးဘူးပေါ့နော်ဒါ white point တတ်မှတ်လိုက်ပြီ black လည်းအဲ့လိုပါပဲကျွန်တော်တို့ on တားဖိပြီးတော့ဒီကောင်ဆွဲမယ်နောက်ဆွဲမယ်ဆွဲနဲ့အမင်းလေးတွေထွက်လာမယ်အမင်းလေးထွက်လာပြီဆိုရှင်ဒါတွေကကျွန်တော်ဇော်ဒီထားမယ်ဆိုရှင်ဒီနာကခုနဒီနာကပေါ်ရလေဒီနာအရင်မဲ့လားဘာဒီတေးမှမတွေ့တော့ကျွန်တော်ပြန်ပြမယ် order ဖိရတယ်ဒါဒီနာအမင်းကြီးပြဘာဒီတေးမှမတွေ့တော့အဲ့တော့ကျွန်တော်တို့ဒီတေးကိုအမဲကိုနည်းနည်းပြန် short လိုက်မယ်မပေါ်ရသည် okay အဲ့ဆိုနည်းနည်းဒီတေးပြန်ပေါ်လာပြီအဲ့လိုပေါ့ဒါ black point တတ်မှတ်တာပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့တော့ကျွန်တော်ကဒီကောင်နည်းနည်းလေးစိမ့်ထွက်တာလောက်လေးကိုကျွန်တော်ကြိုက်တယ်အမဲကိုလေအဖြူကျတော့ကျွန်တော်မစိမ့်ထွက်ပဲနဲ့ဒါတော့အဲ့လောက်လေးကြိုက်တယ် okay ဒါကတော့ highlight shadow white black ပေါ့နော်နောက်တစ်ခုကျတော့ clarity ပါ clarity ဆိုတာကဒါဟိုဘာသာပြန်တော့ကြည်လင်ပြတ်သားမှုပေါ့နော်ဒါမဲ့ဟိုဟာပေါ့အဲ့လိုလည်းမဟုတ်ပါဘူးသူက clarity တင်လိုက်လို့ရှိရင်ပုံကနည်းနည်းပို့ပြီးတော့ကြက်လက်သွားတဲ့သဘောပေါ့နော်ကျွန်တော်တင်ရမယ်ကျွန်တော်တင်လိုက်ရင်လင်းပြီးတော့ဒီကောင်ပို့ပြီးတော့ကြက်သွားတယ်ဘယ်လိုခေါ်မလဲဗျာကျွန်တော်လည်းမခေါ်တတ်ဘူးအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်ကျွန်တော် clarity short ပြမယ် short လိုက်ရှင်ဒီကောင် water type ဖြစ်သွားလိမ့်မယ်မှောင်ပြီးတော့ဖြားတတ်တာဘယ်လိုကြီးလဲမသိဟုတ်လားတပုတ်ပုံတော့ဘယ်လိုလဲမသိအဲ့တော့ဒါ clarity ပေါ့နော်အဲ့တော့သူကတော့ကျွန်တော်တော့ clarity ကိုကျွန်တော်နည်းနည်းလောက်တင်တယ်19လောက်တင်လိုက်မယ် okay လောက်လေးကြိုက်တယ် vibrance and saturation ဒီနှစ်ခုစလုံးကတော့ဒါအယောင်ဆိုအောင်တင်မိတာပေါ့နော်ဒီဘက်ဆိုရင်ဆိုတယ်ဒီဘက်ဆိုရင်အယောင်6သွားတယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုမှာဖာကွာတယ်လဲဆိုတော့ vibrance ကဒါ low အယောင်ဆိုတင်တယ်ထင်တဲ့အယောင်တွေကိုဒီကောင်ကဆိုပြီးတာပေါ့နော် saturation ကျတော့ပုံတစ်ပြင်းလုံးကိုဟို color တင်မိတာပေါ့နော်အဲ့လိုကွာပါတယ်အဲ့တော့ကျွန်တော် vibrance တင်လိုက်လို့ရှိရင်မြက်ခင်းလေးမှာဒီတစ်ပင်တွေစိမ့်လာမယ်နောက်ဒီဟိုကောင်းကင်တွေပြလာမယ်အဲ့လိုမျိုးပေါ့နော် saturation ဒါကျွန်တော် double click ခောက်လိုက်လို့ reset လုပ်လိုက်မယ် saturation တင်လို့ရှိရင်လည်းဒါမျိုးတော့စိမ့်လာတာပဲဒါပေမဲ့သူကပုံတစ်ပြင်းလုံးကိုအဖက်ဖြစ်ပါတယ် vibrance ကကြတော့ဒါလိုအပ်တဲ့ထင်တဲ့ဟာတွေကိုပဲဒီကောင်ကဆွဲတင်ပြီးတာပေါ့နော်ဒါကတော့ဒီပုံမှာကျတော့တိတ်မတိတာဘူးကျွန်တော်ဒီကောင်ကိုအနှုတ်ထိဆွဲကြည့်ပြမယ် vibrance ဆိုအနှုတ်ထိဆွဲပြလိုက်လို့ရှိရင်ပုံက black and white လိုမျိုးဖြစ်သွားတယ်ဒါပေမဲ့ဒီတစ်ပင်လေးတွေမှာအယောင်လေးတွေကျန်နေသလားဒါဆိုမှစိမ့်လေးတွေကျန်နေတယ်ဒါ vibrance ကတစ်ပြင်းလုံးကိုအဖက်မဖြစ်လို့ပေါ့နော်ဒီမှာဒီတစ်ပင်မှာအယောင်လေးကျန်နေတယ်အဲ့လိုပေါ့ဒါပေမဲ့ vibrance ဆိုကျွန်တော်မနှုတ်ပဲနဲ့ saturation ကိုဒါအနောက်ထိထားလိုက်မယ်ဆိုရင်တစ်ခုလုံး black and white ဖြစ်သွားတယ်ဟုတ်လားခုနစိမ့်နေတဲ့အရွက်တွေကမစိမ့်တော့ black and white ဖြစ်သွားတယ်ဘာဖြစ်လဲဆိုတော့အယောင်တွေအကုန်လုံးသူကတစ်ပြင်းလုံးကိုအဖက်ဖြစ်တာအဲ့တော့အဲ့ဒါ vibrance saturation ကကွာခြားချက်ပါနော်ဒါမြင်တောင်ပြတာပါကျွန်တော်ကတော့ vibrance ကိုတင်တာကြိုက်ပါတယ် saturation ကိုတော့တင်နေနေပါနော် vibrance ကိုကျွန်တော်ဒီပုံမှာတော့တော်တော်လေးတင်လိုက်မယ် saturation မဆိုတော့လေဟို10လောက်ပေါ့လောက်လေးတင်လိုက်မယ်vibrance နည်းနည်းတော့ထပ်ချင်ကြည့်ကဲလောက်လေးမဆိုးလို့ကျွန်တော်ထင်တာပဲအဲ့တော့တော်တော်ကြီးပြောင်းသွားပြီနော်ကျွန်တော်တို့ဒီ slider လေးတွေဒီ basic panel မှာပဲကျွန်တော်တို့ design နဲ့အရင်ပေါင်းနေအခုပုံဖြစ်တာကျွန်တော် before and after ချက်ကြည့်ရအောင် before ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် backslash ဟိုနှိပ်မယ် before after ဘာမှမဆိုင်တော့ဒီမှာ basic ကကြည့်ပါဦး before and after လုံးဝနော်တော်တော်ကြီးပြောင်းသွားတယ်ဒါက raw ရဲ့ power ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ raw နဲ့ရိုက်ပါလို့ပြောတာပါ okay အဲ့တော့ဒါ basic panel ပြီးသွားပြီကျွန်တော် tone curve ကိုသွားရအောင်tone curve ကဘာလဲဆိုတော့ tone curve ကိုကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်မသွားသေးပါဘူးဟိုနောက်ပိုင်းနေမှာပဲကျွန်တော်အသေးစိတ်သွားပြီမယ် tone curve ကဘာလို့လဲဆိုတော့ contrast ထည့်တာပါ contrast ထည့်တယ်ဆိုတာဘာပြောရလဲဆိုတော့ဟိုရုပ်လုံးကြွလာအောင်လုပ်ပြတာပေါ့နော်ဆိုတော့ရုပ်လုံးဘယ်လိုကြွအောင်လုပ်ပြလဲဆိုတော့ဖြူနေတဲ့နေရာတွေကိုပိုဖြူအောင်လုပ်ပြတယ်မဲနေတဲ့နေရာတွေကိုပိုမဲအောင်လုပ်ပြလိုက်တယ်အဲ့တော့ပုံကနည်းနည်းလေးဟိုပိုကြွလာတဲ့သဘောလေးဖြစ်တာပေါ့နော်contrast ထည့်တဲ့နေရာမှာကျွန်တော်တို့ခုန basic panel မှာလည်းဒီမှာ contrast ဆိုတဲ့ဟာလေးရှိတယ်ကျွန်တော်ဒီကောင်ကိုဆွဲလိုက်လို့ရှိရင်လည်းကျွန်တော်အပြီးဆွဲပြလိုက်မယ်မမဲတဲ့နေရာနဲ့မဲတယ်ဖြူတဲ့နေရာပိုဖြူလာတယ်ရုပ်လုံးပိုကြွလာတဲ့သဘောပေါ့နော်ကျွန်တော် reset လုပ်လိုက်မယ်အဲ့တော့အဲ့လို contrast ကိုဒီမှာထည့်ချင်တယ်ရတယ်ဒီမှာမထည့်ဘဲနဲ့ကျွန်တော်တို့ basic panel ကိုပိတ်ပြီးတော့ tone curve ထဲမှာပဲဒီမှာ point curve တဲ့နေရာမှာ linear ဆိုတဲ့ဟာလေးတွေ့လိမ့်မယ်အဲ့ဒါမပြောခင်မှာဒါမျိုးဒါမတွေ့ခင်နဲ့ပဲဒါမျိုးကြီးတွေ့နေတယ်ဆိုလို့ရှိရင်လေဒါ region curve တဲ့ရောက်နေတာပါအဲ့လိုတွေ့နေလို့ရှိရင်တော့
ဒီဟာလေးကိုနှိပ်လိုက်ပါနော်ဒါလေးနှိပ်လိုက်ရင် point curve ဆိုတဲ့ဟာလေးပြန်ပြောင်းသွားလိုက်မယ်ကဲဒါမျိုးလေးပြောင်းသွားလိုက်မယ်အဲ့ဒီကြောင့်ရှိရင်ဒီ point curve ကိုကျွန်တော်တို့နှိပ်ကြည့်လိုက်ဒီမှာ linear ရှိရယ် medium contrast ရှိတယ် strong contrast ရှိရပါတော့ကျွန်တော် medium contrast နှိပ်ကြည့်လိုက်မယ်နည်းနည်းလေးပြောင်းသွားပြီဆိုကျွန်တော် strong contrast နည်းနည်းကြည့်ကြည့်မယ်ကျွန်တော် medium လောက်ကိုပို့ကြိုက်တယ်ဗျဒီပုံမှာကျွန်တော် medium လောက်ထားလိုက်မယ်အဲ့လိုပေါ့နော်ဒါ contrast ထည့်တာပါတခြားဒီ point တွေကိုလည်းကိုယ့်ဘာကိုပေါ့နော်အပေါ်တက်အောက်ဆင်ဒါမျိုးတွေလိုက်လုပ်လို့ရတယ်ဒါပေမဲ့ဒါကတော်ကြီးရှုပ်တဲ့အတွက်ကျွန်တော်ဒါနောက်မှပြောပြရပါမယ်အဲ့တော့တုံးကပ်မှာဒါ contrast ထည့်တာပေါ့နော်အဲ့လားပဲအဲ့တော့ဒီဗီဒီယိုမှာကျွန်တော် basic နဲ့တုံးကပ်အကြောင်းကျွန်တော်ပြောပြပြီးသွားပါပြီနောက်ဗီဒီယိုတွေမှာကျွန်တော်ဒီ HSR color being the blue split tone နဲ့ဒီ data တွေပေါ့နော်ဒါတွေကျွန်တော်တစ်ခုချင်းစီပြောပြပေးပါအောင်မယ်အဲ့တော့အဲ့ဗီဒီယိုတွေကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ page ကို like ထားပြီးတော့စောင့်မျှော်ပေးပါအောင်နော်ဒီ Lightroom for Beginner series ကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယို like လုပ်ပြီးတော့ share ပေးဖို့မမေ့နဲ့နော် okay ဓာတ်ပုံလလေးတွေဖန်တီးနိုင်ပါစေလို့ပြောရင်းနိုင်ပဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ